ဘိုက်ကလေးဘယ်နှယောက်ရှိလဲ 6 ရက် 6ယောက်ဘိုက်က တလုံး ဟာခလေးဆောဘိုက်နောက်ယူဖို့ထက်ရှိသေးတာပေါ့ ရှိတော့ တော်ပြီလား တော်10ယောက်ပြည့်နေပြီ3ယောက်ဆုံးသွား4 ဟုတ် ယောက် လား10ယောက်ဖြစ်နေပြီ3ယောက်ဆုံးอ่ะအိုးဘယ်အသက်မနဲ့လဲ 46နဲ့ 46နဲ့ ဟုတ်ကဲ့ အမျိုးသားရော အမျိုးသားအလုပ်သွား အလုပ်သွားအဲ့တော့ဟိုဒီကော့တောင်းစာတိပဲလား ကောတောင်းတာဒီတော့မဟုတ်ဘူးဇာတိကတော့အထက်ကပဲကိုကိုက ဘကိုကလားဒီကော့တောင်း ကောတောင်းမှာလာရင်းနဲ့ယူဒနာနဲ့လိုက်လာ ယူဇနာနဲ့ဆိုတာ ဒီနာဆိုတာစီအောင် စီအောင် ကုတ်ကမီ ဩ ပုံမီနဲ့လိုက်လာ ကော်မတီနဲ့လိုက်လားဒီမှာကော့တောင်းမှာပဲရောက်တာဗောဘယ်နှစ်လောက်ရှိပြီလဲ 10နှစ်ကျော်ပါတယ် 10နှစ်ကျော်ပါပြီ ဟုတ်ကဲ့ ဟုတ်ပါပြီနော်အဲ့တော့အမျိုးသားတရက်ဘယ်လောက်ရလဲ တရက်ကိုဘယ်လောက်ရလဲတော့မသိဘူး2လလောက်နေမှတခါပို့ရတသိန်း2သိန်းအဲ့လိုပို့ နှစ်လအဲ့လိုပို့လား ဟုတ်ကဲ့ ဩဒီမှာမရှိဘူးလား မရှိဘူး စီအောင်ဆုံးမရှိ စီအောင်ဆုံးပါလားဒီစီအောင်ဆုံးမှနေရပါဒီမှာလာဟောဗောနော် ဟုတ် โอเคအဲ့တော့ကျွန်တော်ဒီနေ့ကော့တောင်းမျိုးမှာဝေဒနာရှင်တွေအစဉ်ပြေလူလာလူပဲနော်မာယူလည်းကျွန်တော်အလူငွေလေး2သိန်းခွဲလူမယ်နော်မိုင်နော်ဟုတ်โอเคအဲ့တော့ဟိုဒီအလူငွေလေးကိုမလုပ်မလဲ ပိုက်မွေးဖို့ အော်မွေးဖို့လားမွေးဖို့ရပြီဗောနော် မွေးတော့မလားဘယ်နဲ့လာရှိပြီလဲ 8လလည်းကျော်သွားပြီ 9လမွေးတော့မှာနော် မင်္ဂလေးဆိုရင်မွေးတော့မလဲယောက်ျားလေးဆိုရင်တော့ အော်အဲ့ဒါဆလာမသိဘူး တီး ဟတ်ချလောင်း ဘို ပါ က် နော် လည်းဘိုက်လည်းမကဘူးလေပတ်စံ အဲ့ဒါမ မရှိ ခံဘူး မကလည်းပတ်စံမရှိလို့ နော်အလူရ အဲ့ဒီမအားလို့ဆိုရဆီယမလည်းတော့ပြော ပြောလားဩ ပတ်စံလည်းမရှိ ကို ဘူးလေ တော့သူမေ့လဲတော့ပေါ့ဆီယမစီကိုခိုင်းတယ် อืม ဘိုက်အားခိုင်းတယ် အဲ့မှလည်းမရှိ ဟုတ်လားဩโอเค2သိန်းခွဲပါနော်အဲ့ဒါလည်းစေးကူးလို့ရပြီနော်အဲ့ခလေးမွေးလို့ရပြီနော် ဟုတ်ကဲ့ဟုတ်ကဲ့ စတော်မေးပါဦးအလူရှင်လေးတွေ လူသူချင်းတွေကျမ်းမာပါစေချမ်းသာကြပါစေဒီနေ့ဒီလူနိုင်တန်းနိုင်တဲ့ပုံကိုယ်ကြီးဖြစ်ကြပါစေ ဘေးထဲစုနေပြပါစေနော်โอเคဟုတ်